ကျမကတော့ဒေါ်လာဈေးကိုလေလောက်ဒီမမနိုင်သေးဘူးလို့မြင်ယူဆရတယ်ပေါ့နော်ဆိုတော့ဒီဟာကြီးကိုဖောက်ဖို့တော်တော်အားယူရလိမ့်မယ်ဆိုတော့လက်ရှိဒီ sideways range consolidation zone ထဲမှာပဲရှိမယ်လို့ကျွန်မမျှော်လင့်နေပေါ့နော်မြင်နေပေါ့အဲ့တော့ကျွန်မတို့ရဲ့ main character မလေးရွှေလာပြီရွှေကအခုကျွန်မပြောရင်းဆိုရင်းနဲ့ဒီမှာအကြဘက်ကိုကျွန်မဒါလေးသဘောကျပါတယ်လို့ပြောဖို့ပဲရှိသေးတယ်ဒီမှာဆိုရွှေရကျသွားပြီထား by the way ဆိုတော့ကျွန်မတို့ပြန်ကြည့်ကြမယ်လက်ရှိเนาะရွှေကိုရှင်းရှင်းလင်းလင်းလေးပဲကြည့်မယ်ကျွန်မတို့ဘာမှအများကြီးမကြည့်ဘူးဆိုတော့ daily နေထားရကျွန်မခဏခဏပြောရဲဆိုတော့ဒီတော့ပြောကြရမလို့တော့ပြောကြရမလို့တင်တယ်เนาะဆိုတော့ဒီမှာဆိုရင်နည်းနည်းတော့ပြန်ထုတ်လိုက်ပါမယ်ဆိုတော့အဲ့ဒါမှအားရတာမို့လို့เนาะလက်ရှိကဒါသူကလက်ရှိက adran ဒါပေမဲ့ तू ဒီမှာပူဘက်အနေနဲ့ဒါပြန်ပြီးတော့မှ swing လို့တစ်ခုကိုပုံဖော်တယ်ပြန်တက်မလားဆိုတော့ကြည့်ရမယ် daily ရိုးရှင်းရှင်းလက်ရှိမှာတော့ဒီ buyer pressure အားကရှိနေသေးရပေါ့เนาะဆိုတော့ तू ဒီနေရာမှာ clearly ဒီမှာဆိုလို့ရှိရင် side way အနေနဲ့ဒါတော့ထားတဲ့နေရာဒါပေမဲ့ပြန်ပြီးတော့တက်သွားတယ်အခုပြန်နေနဲ့ပြန်ကျလာတယ်ဟာအတက်ပြီးတော့ကျတယ်ဘာတွေမှမသိဘူးမရှုံနဲ့เนาะကျမတို့ဒီမှာပြန်ပြီးတော့မှ4 hour ချက်အနေထားရကြည့်မယ်4 hour ချက်အနေထားလှရဗျာဒီလားဆိုတော့ဘလို့လှလဲလို့မေးပေါ့เนาะဆိုတော့လက်ရှိဒီမှာ down trend down side သူလက်ရှိဒီ daily ရဲ့เนาะ minor ပြန်ပြီးပူးပတ်ဆင်းတဲ့နေရာလေးမှာကျမပူးပတ်ဆင်းတဲ့နေရာလေးမှာเนาะပူးပတ်ဆင်းတဲ့နေရာလေးမှာပူးပတ်ဆင်းတဲ့ဒီနေရာလေးမှာလေပူးဘက်ပြန်ဆင်းလာတဲ့ပြော daily ရဲ့ဒီပူးဘက်เนาะ relation ပြောမယ်ဆိုလို့ကြာနေ daily ကိုဒီမှာပြမယ်ဗျာ daily ကိုခဏเนาะဒီမှာဒီအရောင်လေးနဲ့ပဲပြလိုက်မယ်အခု daily ဒီမှာဆင်းလာတာဒီဆင်းလာတာတော့လေတနည်းအားဖြင့်ဒီမှာ swing high ခါကုန်းလာတယ်ဆိုတော့လက်ရှိက at trend မှာပဲရှိနေသေးတာဒါပေမဲ့အားမကောင်းတော့တဲ့ at trend တစ်ခုလားအားကောင်းမဲ့ at trend တစ်ခုလားဆိုတာက daily ကလွယ်လွယ်နဲ့ကြည့်လို့မလွယ်ဘူးပေါ့နော်ဆိုတဲ့ခါကျတော့ဘာကြောင့်လဲဆိုတဲ့ခါကျတော့ဒီနေရာမှာသူကနှစ်မျိုးစဉ်းစားနိုင်တယ်ပေါ့သူဒီနေရာမှာကျမတို့နော်လက်ရှိ shut ဖြစ်တယ် shut မှုနော်ခဏဆင်းပြီးတော့မှပြီးတော့ဝုန်းဆိုအများကြီးပြန်တက်သွားတယ် history လုံးဝတစ်ခါမှမရောက်ခဲ့ဘူးတဲ့စီးရတစ်ခါပြန်လာတယ်ပြန်လာဆန်းတဲ့နှစ်ခါဒီနေရာမှာကျမတို့က history မှာကြည့်မယ်ဆိုရင် key resistance တွေထွက်လာပြီပြန်ဆင်းလာတယ်ကွယ်ဆင်းလာပြီးပြန်တက်သွားတယ်အော်ဒီနေရာမှာပြန်ကြည့်မယ်ဆိုရင်သူရဲ့ swing high ရတစ်ဖြည်းဖြည်းနေတဲ့နှိပ်လာတာပေါ့နော်တော်တော်ဒီနေရာလေးအခုလက်ရှိရောက်နေတဲ့နေရာပေါ့3950ပေါ့ကျွန်တော်တို့ပြောမယ် cycle level တော့3950ပေါ့3950က cycle တန်းဒီ3950အောက်ကိုဖောက်သွားမယ်ဆိုလို့ရှင်တော့အိုးကျွန်တော်တို့ပြန်ပြီးတော့မှ3900ဆိုတဲ့ဈေးတွေ3900ဆိုတဲ့ဈေးတွေပဲတောက်လျှောက်မြင်နေရတော့မှာဒါပေမဲ့အဲ့လောက်ထိလည်းကိုရိုးရှင်းမနေဘူး safe asset အနေနဲ့ရောတခြားသော fundamental risk တွေတော့ထည့်သွင်းစဉ်းစားမယ်ဆိုလို့ရှင်ရွှေချဖို့ရာခိုင်နှုန်းဆိုတော့လာတော်တော်ကိုနည်းနေသေးရဲ့ဆိုတော့နည်းနေသေးရဲ့ဆိုတော့အဲ့တော့ကျွန်တော်တို့ကเนาะအဲ့တော့အကြောက်ခဏနည်းနည်းမိထားလိုက်အောင်ပေါ့3900ဆိုတာလည်း ဝေးသေးရပေါ့ကွယ်ဆိုတော့ဟုတ်ပြီဒါဆိုလို့ရှိရင်လက်ရှိဒီပူပတ်ရောက်လာတဲ့ဒီဆိုတော့မှာဆွဲလိုက်တဲ့အပြောင်းအကြောင်းကလက်ရှိဒီဟိုမှာ daily မှာမြင်ရတဲ့ပြန်ပြီးတော့မှ swing လို့တစ်ခုကိုပြန်ဖန်တီးရနေရပေါ့အဲ့နေရာလေးမှာကြည့်လိုက် down trend ပုံစံမျိုးနဲ့သွားနေရဒီနေရာမှာကျမတို့ဒီကြောင်ကြာသွားရယ်เนาะကျမတို့အဲ့တော့တော်ရလိမ့်မယ်လို့ထင်လိုက်ပါတယ်ဒီမှာကျမလာပြောရပါတယ်သူတို့လည်းနည်းနည်းလေးသူ့ရဲ့ analysis နဲ့သွားပြီးကြိုက်တယ်ကျမပြောတဲ့ analysis မှာသွားပြီးကြည့်လိုက်တယ်ပေါ့သူတို့ဟာနဲ့လည်းကြိုက်တော့သူတို့ဝင်တယ်ပေါ့ဆဲတယ်ပေါ့ကျမတို့ရလိုက်တယ်ပေါ့ဆိုတော့အဲ့ဒါလေးလည်းရှိပါတယ်အဲ့ကြာ PT စားရတာပေါ့เนาะကျမတို့မရပါမယ်လည်းမဟုတ်ဝယ်ကြွေးပေါ့เนาะဆိုတော့ဒီလက်ရှိမှာဒီနေရာလေးမှာကြာပြီးသွားပြီကျမတို့ကိစ္စပြီးသွားပြီဒီမှာစိုက်ပြီးတော့မှเนาะစပြီးတော့ဒီမှာလာပြီးတော့တက်တယ်ပြန်ပြီးတော့ reserve လုပ်တယ်ပြန်တက်တယ်ဆိုတော့အဲ့ပြန်တက်တဲ့နေရာလေးမှာကျမတို့ကြည့်မယ်ဆိုလို့ရှိရင်လေဒါဆိုရင် pattern သုံးတဲ့သမားတွေသိမှာပါ double photon ဆိုပြီးတော့မှကျမတို့ကြည့်လို့ရတယ် double photon ဆိုတာတနည်းအားဖြင့်ဒါက pattern အနေထားရပြောလိုက်တာပေါ့နော်တကယ်ကြတော့တနည်းအားဖြင့်ဟိုပေါ့သူရဲ့ resistance sorry support ကိုနောက်ခါညင်းထားတဲ့နေရာပေါ့ညင်းထားပြီးတော့မှသူ့ရဲ့တရားဆို knock line အနေနဲ့ကျမတို့ယူလိုက်တယ်ကွယ် key support ပေါ့အဲ့ support နေရာမှာလာပြီးတော့မှ break out ဖြစ်ပြီးတော့ပြန်ပြီးတော့ပူးဘက်ပြန်ပြီးယူတာဆိုတော့ယူတာကလေဒီနေရာသူ့ရဲ့ knock line ကိုအဓိပ္ပာယ်တတ်မှတ်လို့ရတဲ့နေရာတော့ဒီနေရာမှာချက်ကလေရှင်တို့သိနေမလားမသိဘူးကျမနည်းနည်းပြန်ကြည့်လိုက်မယ်နော်လူလေးကျမပြလိုက်မယ်နော်အမှဆိုဒီလောက်တော့မှားရနော်အဲ့လိုအတိုးချက်ကြီးမလုပ်ရအောင်ဒီလားကယ်နယ်ရဲ့ပါဝါကွာကောင်းမမြင်ရအောင်ဒါပေမဲ့လေကျမရဲ့ဒီ OBS sorry ဒီချက်ကလေကြီးနေတာဖြစ်တဲ့အတွက်ကြောင့်လို့ကျမ site ထဲကိုဝင်အောင်ထည့်နေရတာတော်တော်ဆယ်မပြေဘူးကယ်နယ်ရဲ့ပုစီဒီပေါ်နေမှာဆိုလို့ကစားရှိပါပြီဆိုတော့ဒီမှာဆိုလို့ရှိရင်ကြည့်မယ်ဆိုရင်သူ့ရဲ့ဒီနေရာမှာဆိုရင်လေတွေ့တာဘယ်လောက်လှလဲ angle frame နဲ့တက်သွားတာတော်တော်လှတယ်ဟုတ်ပြီဒီမှာဆက်တက်သွားတယ်တောက်လျှောက်အတက်တွေပဲ400ချမှာအခုပြန်ယူနေတဲ့နေရာကျမထင်နေမှာတဲ့သူပူးပတ်အနေနဲ့ပြန်ပြီးတော့မှเนาะဒီလက်ရှိရောက်ခဲ့တဲ့4200ဆိုတဲ့ဈေးတန်းကိုပြန်ဖောက်ဖို့အတွက်အားပြန်ယူရလို့ကျမမြင်တယ်ဒါကြောင့်မလို့ကျမအနေနဲ့ရွှေကိုသုံးသပ်မှာဆိုလက်ရှိကြတာအစား short လေးခဏပဲကြာပြီးတော့မှနည်းနည်းသူတက်ဖို့တော့အားပြန်ယူမယ်လို့ကျမမြင်တယ်ပေါ့ဒါကလည်းရွှေဗာလဲကျမတို့ analyze လုပ်တဲ့ခါကျလို့ရှိရင်ဒီတိုင်းဖြစ်မယ်လို့ဘယ်သူကပြောလဲဒါဆို second plan အနေနဲ့ချက်ပြန်ကြည့်ရမှာပေါ့ second plan အနေနဲ့ကျမတို့ထားရမှာပေါ့ဆိုတော့ဟုတ်ပြီเนาะဒါဆိုရင်ကျမတို့ကလက်ရှိထားလိုက်ပါတော့เนาะဒီမှာသူဈေးပြန်ပြီးတော့မှပြန်ဆင်းခက်တစ်တောင်အောင်မှဆိုလို့ရှိရင်ဒီဇုံလေးပေါ့ဒီဇုံလေးဝင်းကျင်ကိုကျမတို့ဒီသူ့ရဲ့ 50% level လေးဟုတ်တယ်เนาะ4000နဲ့မှ50ဆိုပါတော့เนาะ4000နဲ့မှ50သို့မဟုတ်ဘူးဆိုရင်ဒီ4100ဝင်းကျင်အောက်ကိုကန်နယ်ကเนาะပြောရမယ်ဆိုလို့ရှိရင်မဖောက်တွေ့ကန်နယ်ကလက်ရှိဖောက်သွားရဲဆိုပေမဲ့ဒီ4090ဒီဝင်းကျင်ကိုမဖောက်တွေ့ကလေเนาะကျွန်မလို့ဆိုလိုက်မယ်ဒီဝင်းကျင်ကိုမဖောက်တွေ့ကနော်4950ဝင်းချင်းကိုမဖောက်သွေးကလက်ရှိဒီမှာဖြစ်နေတဲ့ဇုံကပြက်ပြဲသွားရလို့ယူဆလို့မရဘူးပေါ့နော်ဆိုတော့ကျွန်မဒီမှာတစ်ခုပြောမယ်ကျွန်မရဲ့ပထမဆုံးနော်လိုက်မဲ့နေရာလေးကအခုဒီနေရာလေးကိုသဘောကျတယ်ကြတော့လက်ရှိဒီဝင်းချင်းကနေပြီးတော့ဘယ်လောက်ထိပူပတ်ပြန်ယူနိုင်မလဲဆိုတော့ resistance ကိုကျွန်တော်တို့ရှာရမယ် sorry support ကိုရှာရမယ်ရှာပြီးတဲ့အခါမှာဈေးကနော် time frame လေးတွေမှာလည်းလုံးဝအတက်ပြနေပြီနော် uptrend လေးကိုပြနေပြီနော်ဒီမှာလည်းသူ့ရဲ့seller movement အားကလည်းကုန်သွားပြီဆိုလို့ရှိရင်ဒီဝင်းချင်းလောက်မှာကျွန်မဝယ်ဖို့ချောင်းမယ်ပေါ့နော်ဝယ်ဖို့ချောင်းပြီးတော့မှလက်ရှိ fast target အနေနဲ့4200
second target အနေနဲ့ကျတော့4350အဲ့ဝင်းကျင်လောက်ဒီကျွန်မမှန်းနေပေါ့နော်ဒါဆိုရင်သူ extra လေးပြန်ပြီးတော့မှသွားနိုင်ချေရှိမလားဆိုတဲ့အနေထားလေးပေါ့အဲ့တော့ဒီနေရာလေးမှာကျမတို့ကလေပြန်လာတဲ့နေရာလေးကိုတစ်ချက်ပြန်ဖမ်းပြီးဝယ်ခြင်းအပြင်ကိုယ့်ရဲ့ SM နဲ့ရေပေါ့ဟုတ်ပြီဒါဆိုရင်ဈေးကမတက်ဘူးသူ့ရဲ့ဒီနေရာကလည်းပတိုင်ကလည်းအလုံးမလုံးဘူးဆိုပါအောင်ပေါ့နော်ဒီလိုသူ့ရဲ့ price ကလည်းလုံးမလုံးဘူးဆိုရင်ကျမတို့ကဘာဖြစ်နိုင်ချေရှိလဲဆိုတော့လက်ရှိဘာမှလုပ်လို့မရအောင်ဆိုတော့သူဒီမှာအခုကျမတို့မှန်းထားတဲ့4000လောက်ကိုပဲသူပြန်လာစမ်းနေပဲရှိပါစေရောပြန်ပြီးတော့မှသူကအဲ့4000နေရာကိုပြန်မတက်တော့ဘူးအဲ့ချိန်မှာ down side တွေလည်းဒါတောက်လျှောက်ပြနေပြီဆိုလို့ရှိရင်တော့သူ့ရဲ့ time frame တွေမှာရှာပြီးတော့မှသူ့ရဲ့ pullback နေရာမှာကျမတို့ပြန်လိုက်မယ်ဆိုတော့4000နဲ့မှ4950ပေါ့နော်အဲ့ win ကျလောက်ထိပြန်စမ်းမိလို့ရတယ်ပေါ့ by the way ဒီနေရာမှာကျမအနေနဲ့လောက်မှာကတော့ sell pressure အားယူမယ်ဆိုရင် SN ကမဟာတရားမှများတာဖြစ်တဲ့အတွက်ကြောင့်မို့ buy ကိုပဲကျမကဒီဘက်ဒီတစ်ပတ်မှာကင်နေပေါ့နော်ဘာလို့ကင်လဲလို့မေးရဆိုလို့ရှိရင် SN နဲ့လို့ကိုယ့်ရဲ့ risk ကပေးရတာပိုပြီးနည်းတယ်ပြီးတော့ကျမတို့ဈေးကွက်နေထားကိုကြည့်မယ်ဆိုရင်လည်းသူကအခုလက်ရှိမှာအကြထက်ကိုဒီအတက်ကပို့ပြီးတော့မှနည်းနည်း control လုပ်နေရလို့ယူဆတယ်ပေါ့နော်ဆိုတဲ့အခါကျတော့အဲ့အကြောင်းမလို့လက်ရှိဒီတစ်ပတ်ကတော့ကျမရဲ့ decision ကတော့ buying pressure ဘက်ကိုနည်းနည်းပို့ပြီးအားတာသွားမယ်ဆိုတော့ဈေးကွက်ကအမြဲတမ်းလူတွေဒီနေရာမှာနော်ဟိုသတင်း data တွေဒီပြီးတော့ခါကျတော့နော်ဒီတခြားသော impact တွေရှိရဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဈေးကလေသူ့ရဲ့ price ကအမျိုးစုံကြိုးခုံသွားနိုင်တယ်ဆိုတော့ဘလို့မီတို့မြူပုံသွားပါစေအောင်နော်မီတို့မြူပုံသွားပါစေအောင်ကျမတို့ကကိုယူမဲ့ risk ကကြိုက်တယ်ဆိုလို့ရှိရင်အဲ့နေရာမှာ aura လေးဝင်ပြီးတော့မှ risk and reward အဓိကထားပြီးတော့မှ manage လုပ်သွားမယ်ဆိုရင်တော့တစ်ပတ်တာမှာ profit ရရင်ရမရဘူးဆိုရင်ကိုယ့်ရဲ့လက်ရှိဟိုပေါ့နော် capital ကိုမရော့တော့ capital ပေါ့ရောဂိုင်အောင်မှကိုရှိရမြတ်တဲ့အမြတ်ကိုမပါရဘူးကွယ်နော်ကိုမြတ်ထားတဲ့အမြတ်ရဲ့ဘဏ္ဍပုံပေါ့အစားသက်ဖြစ်ပေါ့နော်ကိုရဲ့ risk ကိုနော်ချိန်ပြီးမှသွားခြင်းအဖြစ်ပို့ပြီးတော့မှနော်ကိုကရေရှည်မှာနော်ဒီ equity ကိုထိန်းနိုင်တဲ့ trader တယောက်ဖြစ်လာမှာပေါ့နော်ဆိုတော့4000ညခုရောက်လာပြီပြောရင်းဆိုရင်းနဲ့မှာဆိုတော့ဘယ်လိုပဲဖြစ်စေပါအခု3:35မှာလောက်တာဆိုတော့ဒါကြီးကိုကြည့်လို့မရသေးဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ New York Stock Exchange မှာတစ်ချက် market ဘာဖြစ်မလဲဆိုတော့ကြည့်ပြီးတော့မှ order price ကိုဝင်မှုချောင်းမယ်ပေါ့နော်အခုကျွန်မဘာမှမလုပ်ထားဘူးအခု4050နော်ပြီးရင်တော့မဟုတ်4000အဲ့ဝင်ချင်ရောက်လာတဲ့ခါကျရင်ရက်သွားတာရက်တက်မလား buyer control ပြန်ပြီးဝင်လာမလားဝင်လာပြီဆိုလို့ရှိရင်တော့ကျွန်မအဲ့ညပြန်ဝယ်မယ်ကျွန်မရဲ့ target ကတော့ဒီတကယ်လို့ဆက်ပြီးတော့မှနော်ဒီကျွန်မရဲ့ structure ရကြည့်မယ်ဆိုရင်သူကလက်ရှိစင်းနေတဲ့နေရာပူပတ်အနေနဲ့ပြန်ပြီးတော့မှစင်းနေလို့ကျွန်မမြင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မသုံးသက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီပူပတ်ကုံသွားတဲ့နော် reject လုပ်မဲ့အချိန်ကိုပဲစောင့်ပြီးတော့မှဝယ်ဖို့အတွက်ကျွန်မပြင်မယ်ပေါ့ဒီလောက်ပါပဲဆိုတော့အဲ့ဒီဝယ်တဲ့ခါကျရင်လည်းလှမ်းပြီးလက်ထုတ်လိုက်ပါမယ်ဆိုတော့ဒီထဲမှာကြည့်ရှုနေတဲ့သူတယောက်ချင်းစီအားလုံးကိုကျေးဇူးတင်ပါတယ်ဒီထဲမှာကိုယ့်ရဲ့အမြင်သုံးသက်ချက်လေးတွေရှိရဲဆိုလို့ရှိရင်လည်းဒါ comment မှာမှန်းခဲ့ပေးပါအောင်ဆိုတော့ကျွန်မနောက်ပိုင်းဆိုလို့ရှိရင်တော့လေ support resistance လေးတွေပြီးတော့ဒီ supply demand လေးတွေတခြားသောနည်းပညာပိုင်းဆိုင်ရာ kinetic pattern လေးတွေအကြောင်းလည်း share လုပ်ပေးဖို့ရှိပါတယ်ဒါကြောင့်မလို့ကျွန်မတို့ရဲ့ DBM မြန်မာ D Prime မြန်မာကိုနော် like share follow ပြုလုပ်ပေးထားနိုင်ပါတယ်တကယ်လို့ trade လုပ်ချင်တဲ့ solution လဲနော် trader တွေဆိုတာလေအခုမှစ trade တဲ့ trader တွေမပါဘူးနော်ဆိုတော့ trade meter trader တွေရှိတယ် trade လုပ်နေတဲ့ trader တွေရှိတယ်ဆိုရင်လည်း DBM မြန်မာမှာလာရောက်ပြီးတော့မှစ trade ကြည့်ဖို့အတွက်နော်ဖိတ်မှန်တကားပြုချင်ပါတယ်အဲ့လိုပဲနော်အဲ့လိုပဲကျမတို့ဒီဟိုလုံးမဲ့သူတွေရှိရဆိုလို့ရှိရင်လည်းဟိုလုံးမဲ့သူအောင်အခုပဲစတင်လေအခုမှစလိလာမဲ့သူတွေရှိရဆိုလို့ရှိရင်လည်းကျွန်တော် DBM မြန်မာမှာနော်တင်နန်းပိုင်းဆိုင်ရာနဲ့တခြားသောနည်းပညာပိုင်းဆိုင်ရာတွေ support လုပ်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့လာရောက်ပြီးတော့မှစုံစမ်းမေးမြန်းဖို့အတွက်ဖိတ်မှန်တကားပြုပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ချင်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါ